ကဲစမယ်နော်ဒီမကြီးကြီးအချမ်းကောင်းဆိုရအကြောင်းကံအတန်ကိတာကအတိတ်ကံအမောင်တိုက်ဆိုရအမိုက်တောင်အပေချောက်သူကအပေါက်ကျဲလူလားတမိုင်းဝင်တာတမင်ဝိုင်းလို့အမှုထားသူဟာအမားထူးတဲ့လူပါအောင်မြင်မှုဆိုရဦးမြင့်မောင်ကန်ဤအကျိုးကကိုဤချမ်းအပြိုချောတလို့နေအပြောချိုရင်အပြိုမစစ်လဲငါအပြစ်မဆိုခြင်းယုံနံသေးအောင်ရေနံသုံးလို့တရားပြောင်းရင်တော့တယောက်ပြသွားနိုင်တယ်အလုံးဖြစ်ခြင်းအလေးဖြောအလုံးကောင်းခြင်းအလောင်းကုန်အကောင်းစုပြုံးတာအကုန်စုပြောင်းနေနေရဆိုချစ်ခြင်းစေချိုးအရာထူးခြင်းယူထားပါဘူးတပေါင်းတာကအောက်တက်ပူတာလားအမှန်တရားဆိုတာမတည်ရင်အပြူတဘောဆောင်ရင်တော့အပြောင်တဘောစုပြီးအမှန်လေးဆိုတာတန်အစံကျိုးရင်တော့အစွတ်ကြံပါစေတရားအားထုတ်ဆိုတာတရုပ်အားထားမှုအကြောင်းမရွေဘူးဆိုတာကြွေးမရောက်ဘူးပြောတာပါအပိုင်းလေးဆိုတာအပေးလိုက်ပါပုံမလေးဆိုတာပေးမလို့တာချင်းကပ်နီးဆိုတာချီးကပ်နေတာအကောင်းမြင်စိတ်ဆိုတာအကိတ်မြင်ဆောင်တာဖုံတင်နေရင်ဖင်တုံပြီးတော့အသာရဲ့ရင်တော့အသေးရတတ်ပါတယ်စူရောက်တာဆောက်ယူနှစ်ခုပေါင်းတော့နှခေါင်းဘူးနှခေါင်းကောင်းရင်တော့နှခေါင်းကောင်းရလိမ့်မယ်တရားပြည့်ရင်တရားပြမယ်အမှတ်ထားရင်အမှားထမ်းမယ်ငါ့ကိုဖဲခြင်းသူဟာဖင်ကျဲသူတာဖြစ်တယ်အမေပြောတော့အမောပြေတဲ့အဲ့ဒီမေပလဲဟာမဲပလေစာမပိတ်တော့စိတ်မပါစာမလိတ်တော့စိတ်မလာပါအရွယ်တင်ခြင်းအရင်တွေ့လိုက်လို့လူရင်ချင်းလင်းယူကြည့်လိုက်ပါအထန်ကြီးဆိုရထီးချံအချို့ပေါ်ရင်လေးအချော့ပူပါကာမအမောင်ဆိုတာကောင်မအမားမို့ကျင်ဖတ်တတ်လျာကြက်ဖင်တာလျက်အရေးတွေပါမှအရာတွေပေးလို့မို့ကပတ်ပါမှကဘာပတ်ဖို့ပြင်ပါငါချောင်းလည်းမတွေးနဲ့ငါအချွေးလည်းမတောင်းနဲ့သုံးစရာမရှိရင်တော့သိစရာမရှုံးသေးနဲ့တရား300ကတရား300မဟုတ်တိမ်မတွေးနဲ့တွေးမသိပဲနေမယ်ထပ်ပြီးပြောမယ်နော်ထော်ပြီးပြတ်မနေနဲ့အတမပြောင်းသေးတဲ့ရွေးမင်းအတောင်မပြတ်စေနဲ့အတမပြောင်းသေးတဲ့ရွေးမင်းအတောင်မပြတ်စေနဲ့အတမပြောင်းသေးတဲ့ရွေးမင်းအတောင်မပြတ်စေနဲ့ရေတောက်ဖို့ပြောနေတာနော်